အထူးသဖြင့်သမ္မတဒေါ်နယ်ထရန့်ကနေတိုအဖွဲ့ကနေနှုတ်ထွက်မယ်ဆိုတဲ့ချင်းချောက်မှုတွေထွက်ပေါ်လာချိန်မှာပေါ့ဗျာရှူတောင်ပေါင်းစုံတဲ့အပြန်အလှန်ဆွေးနွေးသုံးသပ်မဲ့ The Debate အစီအစဉ်ကနေကြိုးဆိုပါတယ်ဒီကနေ့ကျမတို့အဓိကဆွေးနွေးမဲ့အကြောင်းအရာကတော့အခုလက်ရှိရှေ့လယ်ပိုင်းမှာဆက်လက်ဖြစ်ပွားနေတဲ့အမေရိကန်နဲ့အီရန်စစ်စင်ရေး Operation Epic Fury နဲ့အတူကမ္ဘာပထဝီနိုင်ငံရေးမှာအကြီးကျယ်ရိုက်ခတ်နေတဲ့အပြောင်းလဲတွေအကြောင်းပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဗျာအထူးသဖြင့်သမ္မတဒေါ်နယ်ထရန့်ကနေတိုအဖွဲ့ကနေနှုတ်ထွက်မယ်ဆိုတဲ့ချင်းချောက်မှုတွေထွက်ပေါ်လာချိန်မှာပေါ့ဗျာအဲ့ဒီလို PR တွေကြောင့်ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ကဥရောပသမဂ္ဂEU ဘက်ကိုပုံမနီးကစွာပူးပေါင်းဖို့မဟာဗျူဟာမြောက်ခြေလှမ်းတွေဆက်တင်လာတာကိုမြင်တွေ့နေရပါတယ်အဲ့ဒီတော့ကျွန်မရဲ့ယက်တီချက်ကရှင်းပါတယ်ဆက်ပြောပါဦး try ရဒီလိုခမရခတ်တဲ့လောရက်တွေဟာဥရောပနိုင်ငံတွေကိုအမေရိကန်ပေါ်အဆက်အဆက်မိခိုနေရတဲ့အခြေအနေကနေကင်းလွတ်စေတယ်လို့မြင်ပါတယ်ဒါကမဟာဗျူဟာမြောက်လွတ်လပ်စွာယက်တီနိုင်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့တွန်းအားပေးမှုဆိုလိုတာက strategic wake up call ဖြစ်တယ်လို့ကျွန်မယုံကြည်ပါတယ်ကျွန်တော်တို့ဒီရွှေထောင်ကိုလုံးဝသဘောမတူဘူးရဥရောပကိုနိုးချလာစေတယ်ဆိုတာမှန်ကောမှန်ပေမဲ့အဲ့လိုနိုးချလာအောင်ကိုယ့်ရဲ့အိမ်ဒီချင်းပတ်ဝန်းကျင်တစ်ခုလုံးကိုမီးရှို့ပြစရာမလိုပါဘူးဘာကြောင့်ဒီလိုများတာလဲရှင်ဘာလို့လဲဆိုတော့ Trump ရဲ့လုပ်ရက်တွေဟာမဟာဗျူဟာကျတဲ့ရှင်နံကိတ်တစ်ခုမဟုတ်ပဲကမ္ဘာလုံခြုံရေးစနစ်ကြီးတစ်ခုလုံးကိုအန်တယ်ရှိစွာဖြိုခွေးလိုက်တာလို့ကျွန်တော်ရှုမြင်လို့ပါပဲ Britain ရဲ့ UE ဘက်ကိုလဲလာခြင်းဟာလဲအင်အားရှိလို့ရွေးချယ်လာမျိုးမဟုတ်ဘူးလေဒါပေမဲ့ဒါကရှင်တန်ရေးအတွက်လိုအပ်တဲ့ခြေလှမ်းတစ်ခုမဟုတ်ဘူးလားရှင်တန်ရေးဗျူဟာဆိုတာတော့မှန်ပါ American ဆိုတဲ့လုံခြုံရေးထီးရိပ်ကြီးကချက်ချင်းပြောက်ကွယ်သွားတဲ့အတွက်အသက်ရှူပေါက်ပိတ်မသွားအောင်ရွေးချယ်စရာမရှိပဲမဖြစ်မနေရုပ်ဆော်ရတဲ့အခြေအနေတစ်ခုသာဖြစ်တယ်လို့ကျွန်တော်ဆိုလိုချင်တာပါကဲကောင်းပါပြီကျမတို့အခြေခံအကြားဆုံးအချက်ခင်နေစလိုက်ရအောင်အခု trend ရဲ့အချင်းကပုံကိုလူတော်များများကဖတ်တော့fit တယ်စနစ်မကျဘူးလို့ဝေဖန်ကြတယ်လीဟုတ်ကဲ့ဒါပေမဲ့ကာကွယ်ရေးဝန်ကြီးပစ်ဟတ်ဆက်ပြောခဲ့တဲ့စကားကိုကျမတို့ပြန်ကြည့်ဖို့လိုပါတယ်အဓိကအချက်ကခံမှန်းရခတ်အောင်နေဖို့ပဲလို့ तू ကတိတိကျကျပြောခဲ့တယ်မဟုတ်လားပြောခဲ့တယ်ဗျ trend ကနီဒိုကိုစက်ကိုကြားလို့ခေါ်ဆိုလိုက်ကပြီးတော့ Truth Social မှာဗြိတိန်အပေါင်းဝင်မဟာမိတီကိုဘာသာတိုက်ခိုက်တတ်အောင်ထင်ယူရတော့မယ်လို့ရေးသားခဲ့တာတွေကကြမ်းတမ်းပါတယ်ဒါကိုကျွန်မလက်ခံတယ်တော်တော်လေးကိုကြမ်းတမ်းတာပါခံမှန်းရခက်ချင်းဆိုတာစီးပွားရေးလုပ်ငန်းတွေအင်ချမ်းမြေအယောင်းဝယ်စချုပ်တွေမှာအလိုဖိကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့နိုင်ငံတကာပထဝီနိုင်ငံရေးနဲ့နျူကလ িয়ার လက်နဲ့ပိုင်ဆိုင်တဲ့နိုင်ငံတွေကြားကပဋိပက္ခမှာတောင်းမို့ဆိုရတော့ဒါဟာအလွန်ကိုအန်ဒရယ်များတဲ့ကစားကွက်ပါပဲဘာဖြစ်လို့အန်ဒရယ်များတယ်လို့ထင်ရတယ်လဲရှင့်စဉ်းစားကြည့်လေဗျာခံမှန်းရခက်တဲ့ဆိုတဲ့နေရာမှာရန်သူဝတင်ခံမှန်းရခက်စေတာမဟုတ်ပဲကိုယ့်ရဲ့မဟာမိတ်တွေကိုယ့်ရဲ့ဈေးကွက်တွေပါဘာလို့ရမှမတည်အောင်ဖြစ်သွားစေတာကိုအမေရိကန်အစိုးရရဲ့စစ်ပွဲနဲ့ပတ်သက်တဲ့အချင်းစရာတွေကိုပဲကြည့်ပါဟုတ်ကဲ့စစ်ပွဲစတင်တော့ကသမ္မတထရန့်က၄ပတ်၅ပတ်လောက်ပဲကြာမယ်လို့ပြောခဲ့တယ်အခု၅ပတ်ညော့ကိုရောက်လာတဲ့အချိန်မှာနောက်ထပ်2ပတ်3ပတ်ကြာအောင်မယ်လို့ထပ်ပြောလာပြန်တယ်ဒါကတော့စစ်ပွဲတဘာဝအရပြောင်းလဲနိုင်တာပဲလေအဲ့ဒါကြောင့်ပြောလာဖို့ဒါကြိုတင်စီစဉ်ထားတဲ့မဟာဗျူဟာမြောက်ခံမှန်းရခက်ချင်းမဟုတ်ပါဘူးမြေပြင်အခြေအနေကိုမထိန်ချုံနိုင်တာကိုဖုံးကွယ်ဖို့စ조사နေတာသက်ပါပဲအဲ့ဒီအချင်းရရတဲ့အပြောင်းလဲရှိနေတယ်ဆိုတာတော့မှန်ပါတယ်ဒါပေမဲ့ဒီလိုပြောင်းလဲနေတာကအီရန်ကိုစားဝဲဝိုင်းမှာအကြက်ရိုက်စေတဲ့အတိကလက်နက်တစ်ခုလို့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကဆိုပါတယ်ရှင်ဘယ်လိုမျိုးအကြက်ရိုက်စေတာလဲဗျာရူဘီယိုကစစ်စင်ရေးဟာမြောက်မန်းထားရတဲ့စောစီးစွာပြီးမြောက်နေတယ်လို့အခိုင်အမာပြောထားတယ်လို့သမ္မတထရန့်ကိုရန်ကလည်းအီရန်အစိုးရအစ်စ်နဲ့အလွန်လေးနက်တဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်တဲ့နောက် Paul Adams ထောက်ပြတယ်လို့ပဲIn Trump time a day is an eternity ဆိုတဲ့စကားရှိရလေ Trump ရဲ့အချိန်စရာဆိုတာတာမန်တနမရဲ့အချိန်စရာတွေနဲ့တိုင်းတာလို့မရဘူးဒါပေအဲ့ဒါကခဏလေးနော်နေပါအောင်အဆောက်အုံဟောင်းတစ်ခုကိုစနစ်တကျဖောက်ခွဲဖြိုချလို့မျိုး controlled demolition လို့မျိုးပေါ့အဲ့ဒီလိုပြောင်းလဲနေတဲ့အချိန်စရာတွေဟာတန်တမရဲ့နီလန်ဟောင်းတွေကိုရည်ရွယ်ချက်ရှိဖြစ်စီပြီးအီရန်နဲ့အပေးယူအသစ်တစ်ခုဖန်တီးဖို့လှုံ့ဆော်တာမဖြစ်နိုင်ဘူးလားဒါကိုအခြေအနေမထင်ချုံနိုင်ဘူးလို့ကောက်ချက်ချလို့မရပါဘူးအဲ့ဒါကတော့တကယ်လို့ဒါထိန်ချုပ်ထားနိုင်တဲ့အခြေအနေဆိုရင်မြေပြင်ကအချက်လက်တွေနဲ့ပတ်လို့ကွာဟန်းနေရတယ်လေဗျာဘယ်လိုကွာဟန်းနေလို့လဲယူရိုနမတဲ့ဘတ်ချ်ကီယန်ကိုတိုင်းကရန်သူတွေဘက်ကနေစစ်မီထပ်မပွားစေဖို့အာမခံမှတာစစ်ကိုရပ်မယ်လို့တိတိကျကျပြောထားတယ်အပေးယူကရူဘီယိုပြောသူလို့လွယ်နဲ့ရနေတာမဟုတ်ဘူးဟုတ်ပါတယ်အပေးယူဆိုတာကတော့အချိန်ယူရမှာပဲလေပိုဆိုးတာကဒီခံမှန်းရခက်တဲ့ချိန်စရာဆိုတဲ့နောက်ခွဲက
လူသားချင်းစာနာမှုဆိုင်ရာအကျက်တဲတွေပါပဲ PPG ကိုဖြစ်ချခဲ့တဲ့ TEM မြို့ခံလူငယ်တို့ရဲ့စကားကိုကြည့်ပါ သူဘလို့ပြောခဲ့လို့လဲ တလားလုံးငယ်ခန်းနဲ့ရောက်နေသလိုပဲဘာမှလုပ်လို့မရဘူးစစ်ပွဲကိုအယမ်းမုန်းနေပြီလို့ပြောပါတယ်အီရန်ဆိုရကလည်းအင်တာနက်ကိုဖျက်တောက်ထားတယ် ဟုတ်တယ်ပြည်သူတွေခံစားရတာကတော့တကယ်ကိုစူးရောပါတယ် နောက်ပြီးစစ်မီးကအီရန်တနိုင်ငံထဲမှာရပ်မနေဘူးလားလက်ဘနွန်မှာဆိုရင်လူပေါင်း1262ဦးသေဆုံးပြီးပါပြီယီမန်ကဟူသီတွေအားအစ္စရေးကိုတတိယအကြိမ်တိုက်ခိုက်လိုက်ပြီလို့ကြေညာထားတယ်ဒီလောက်ဖရိုဖီဖြစ်နေတဲ့ data တွင်းစစ်မီးပြန့်နှံ့မှုကိုထိန်းချုပ်ထားတဲ့မဟာဗျူခရာလို့ခေါ်ဖို့ကျွန်တော်တော်တော်လေးခက်ခဲပါတယ် ရှင်ထောက်ပြတဲ့အသေးအပြောက်ဆိုင်ရင်တွေမြေပြင်ကပြည်သူတွေရဲ့ကြောက်ရွံ့မှုတို့ကြည့်ရင်တကယ်ပဲကြောက်ချမ်းစရာပါဒါကိုကျွန်မလုံးဝဝန်ခံပါတယ် ဟုတ်ကဲ့ စစ်ပွဲရဲ့လူပါချင်းစာနာမှုဆိုင်ရာထိခိုက်မှုတွေကဘယ်တော့မှလီလူရှူလို့မရတဲ့အမှန်တရားတွေပါဒါပေမဲ့ကျမတို့ဒီနေ့ဆွေးနွေးနေတဲ့အဓိကချက်ကဒီစစ်ပွဲရဲ့တဘာဝကြောင့်ကမ္ဘာလုံခြုံရေးမဟာဗျူတီယာအခင်းအကျင်းဘယ်လိုပြောင်းလဲသွားလဲဆိုတာပါပဲ ဆက်ပြောပါအောင် ဇောကရှင်ပြောခဲ့တဲ့ခက်မရခက်ချင်းကဈေးခွက်တွေကိုဘာလို့ရမှန်းမတည်ဖြစ်စေတဲ့ဆိုတဲ့အချက်ကိုကျမသဘောကျတယ်အဲ့ဒီအချက်ကနေတစ်ဆင့်စီးပွားရေးဘက်ကိုနည်းနည်းချိတ်ဆက်ကြည့်ရအောင်အမေရိကန်ရဲ့မူဝါဒတွေအချိန်စရာတွေမတေချာမရေရာချစ်နေတာကပဲဥရောပကိုကိုယ့်ချေထောက်ပေါ်ကိုရက်တီဖို့ဖိအားပေးလိုက်တာမဟုတ်ဘူးလား ဖိအားပေးတာတော့မှန်ပါတယ်ဒါပေမဲ့အဲ့ဒီဖိအားကအပြုတ်သဘောဆောင်တဲ့ဖိအားမဟုတ်ဘဲစနစ်တစ်ခုလုံးကိုပြိုကျသွားစေနိုင်တဲ့ဖိအားမျိုးဖြစ်နေတာကိုကျွန်တော်ထောက်ပြချင်တာပါ စနစ်တစ်ခုလုံးပြိုကျလောက်တဲ့အထီတော့မဟုတ်တော့ပါဘူးရှင် ခင်ဗျားဈေးခွက်အကြောင်းပြောလာလို့ကျွန်တော် DN တရားဘလို့လုံးတယ်လဲဆိုတာကိုသေချာရှင်းပြချင်ပါတယ်အရှိလေပိုင်းကစစ်ပွဲဟာဗြိတိန်ကတာမန်ပြည်သူတွေရဲ့အင်ယာချင်းငွေ mortgage ရွှေစီကိုဘယ်လိုရိုက်ခတ်သွားတယ်လဲဆိုတာကိုကြည့်ပါ အင်ရချင်းငွေကိစ္စကတော်တော်ကြရရိုက်သွားတာပဲ ဟုတ်တယ်ဗျာပင်လယ်ကွေ့ဒေသမှာနေ့စဉ်နဲ့အများ drone တွေဒုံးကြီးတွေပစ်ခတ်နေကြတယ် UAE ကဖူဂျာယာကိုဒုံးကြတယ်ကာတာကန်းလွန်ကရေနံတင်ထင်ပေါ်ဒုံးကြီးနဲ့အပစ်ခံထားတယ်ကူဝိတ်လေးစစ်ကလောင်စာစီတန်းကီမီးလောင်တယ်ဒါတွေဟာတရင်ကောင်းစင်တွေတက်တက်မဟုတ်ဘူး ဟုတ်ကဲ့ ဒီလိုဖြစ်တာနဲ့တပြိုင်နက်ကမ္ဘာပင်လယ်ကူးတင်ပေါ်တွေရဲ့ရေကြောင်းအာမခံကြီးတွေချစ်ချင်းထိုးတက်သွားပါတယ်အာမခံကြီးတက်တာနဲ့စွမ်းရင်တယူပို့ဆောင်စေးတက်တယ်စွမ်းရင်စေးတက်တာနဲ့ဥရောပတဝန်လုံးမှာကုန်စည်နှုန်းတွေတက်ပြီးငွေကြေးဖောင်းပေါ်မှုတံကိုကြီးကြီးခံရတာပါပဲ ဒါပေမဲ့ Britain လိချောက်လိုက်မြဖွဲ့ Airlines UK ရဲ့ထုတ်ပြန်ချက်ကိုကြည့်ပါဦး သူတို့ကဘာပြောထားလို့လဲပဲ သူတို့ကဂျက်လင်စီပြောင်းလဲမှုမရှိသေးဘူးလို့အတိအလင်းပြောထားပါတယ်အချို့သောသတင်းတွေဟာချက်ကားပြောဆိုမှုတက်တာချစ်တယ်လို့တောင်ဆိုထားတယ်လေ အဲ့ဒါကလက်တလောအခြေအနေကိုပြောတာနေမှာပါ ဆိုလိုတာကကျမတို့ထင်ထားတဲ့လောက်ကမ္ဘာထောက်ပံ့ပို့ဆောင်ရေးရန်တရားကြီးကချက်ချင်းပြိုကျမသွားပါဘူးဥရောပရဲ့စီးပွားရေးစစ်နယ်မှာအကြက်အသေးကိုခံနိုင်ရင်ရှိရဟိုကျုံဆက်နိုင်စွာအလုံးအလောက်ရှိနေပါတယ် ဟာလေရင်စီချက်ချင်းမပြတ်လက်တာလောက်နဲ့စနစ်ကြီးခိုင်မာတယ်လို့ပြောလို့မရဘူးလေဗျာအင်္ဂလန်ဘိုးမန်ကတရားဝင်ထုတ်ပြန်ထားတဲ့အစီရင်ခံစာကိုကျွန်တော်တို့မျက်ကွယ်ပြုလို့မရဘူးလေဗျာ အစီရင်ခံလာကပါများထူးခြားလို့လေရှင် အဲ့ဒီစွမ်းအင်ဇီလုံးတက်လာမှုကြောင့်ဘိုးဘန်ကအတိုးနှုံးတွေချော့ချဖို့မဖြစ်နိုင်တော့ဘူးရလအနေနဲ့2028ခုနှစ်အကုန်မှာအိမ်တော်စုပေါင်းတက်တွန်းတန်းခန့်ဟာအင်ယာချင်းငွေပုံမပြေဆောင်ရတော့မယ်လို့တတိပေးထားတယ် ကင်းကနတ်တွေကတော်တော်လေးများလာပဲ ဟိုတိုက်ရိုက်ထိခိုက်လာပါ ဟုတ်ပါတယ် အချိန်နေဘလောက်ဆိုးတယ်လဲဆိုရင်ကဘာတစ်ဖက်ချမ်းကဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘနစ်ပင်လင်ပြည်သူတွေကိုလောင်စာစီချွေတာဖို့နဲ့အများပြည်သူတက်ယူပို့ဆောင်ရေးကိုတုံးဖို့တရားဝင်မြစ်ကြရက်ခံနေရပြီဖြစ်ပါတယ်အမေရိကန်ရဲ့ခမရခတ်တဲ့လောက်ရက်တွေကကဘာစီဝိုင်းရဲ့သွေးကြောတွေကိုဖျက်တောက်နေတာပါ ရှင်ထောက်ပြတဲ့အင်ယာချင်းငွေကင်းကနားနဲ့စွမ်းရည်စီခွက်အပေါ်တက်ရောက်မှုတွေကိုကျမအပြေဝနားလဲပါတယ်တကယ်လည်းအမရန်ကြီးမားတဲ့ရိုက်ခတ်မှုတွေပါ ဟုတ်တယ်ဗျာ ဒါပေမဲ့ဒီနေရာမှာကျမစဉ်းစားစေချင်တာကဩရောပရဲ့ခံနိုင်ရည်စွမ်းအားကိုရှင်က short တက်နေသလားလို့ပါဒီအကြက်တဲနေဒီစီဝါရဲ့ရိုက်ခတ်မှုတွေကပဲဘျူတင်ဝင်ကြီးချုပ်စတာမာကိုမဟာဗျူဟာမြောက်ဆုံးဖြတ်ချက်တွေချလာအောင်တွားဖေးလိုက်တာမဟုတ်ဘူးလား ဘယ်လိုတွားပေးလိုက်တာလဲဗျာ အင်ဝီကနဲ့ဥရောရဲ့ဆက်ဆံရေးကိုဥပမာတစ်ခုနဲ့ပြောရရင်ပမရှာဖွေကျွေးမွေးသူကရွတ်တရဲ့ငွေစာရင်းကိုပေးချလိုက်တဲ့ပူရက်ဘဏ်အကောင့် joint bank အကောင့်တစ်ခုနဲ့တူပါတယ် ဆက်ပြောပါဦး ဘဏ်ကောင်းပိတ်ခံလိုက်ရတဲ့အတွက်အင်္ဂါလိုလေခဏတာထိတ်လန့်သွားမယ်အခက်ခဲဖြစ်သွားမယ်ဒါပေမဲ့အဲ့ဒီအခက်ခဲကပဲသူတို့ကိုပိုင်လှုပ်ရှားဖို့ကိုချီတော်ပုဂ္ဂိုလ်ရက်တီဖို့တွန်းအားဖြစ်စေတာလေစတာမာရဲ့လူရက်တီကိုကြည်ပါ သူဘာလုပ်လို့လဲဗျာ သူကနိုင်ငံသားရေးဝန်ကြီးအေဖက်ကုပါကို
ဟော်မုစ်ရဲလာကြပြန်ဖွင့်ရတဲ့နိုင်ငံတကာစီးဝေးဥဆောင်စီခဲ့တယ်ဒါအမေရိကန်ကိုထိုင်ဆောင်မနေတော့ပဲဥရောပနဲ့ပူးပေါင်းပြီးကိုပိုင်နိုင်ငံတော်ကျိုးစီးပွားကာကွယ်တဲ့ခိုင်မာတဲ့ခေါင်းဆောင်မှုပဲဖြစ်ပါတယ် ခမရဲ့ပူးတွဲဘဏ်အကောင့်ဥပမာကစိတ်ဝင်စားစရာကောင်းပါတယ်ဒါပေမဲ့အဲ့ဒီဘဏ်အကောင့်ပိတ်ခတ်လိုက်ရတဲ့အချိန်မှာအင်္ဂါလူကြီးကကိုပိုင်လောက်ရှာဖို့အချိန်မရခင်ငတ်မော့ပြီးဒုက္ခရောက်သွားမယ်ဆိုရင်ကောအဲ့ဒါကိုအောင်မြင်တဲ့တွန်းအားပေးမှုလို့ခေါ်နိုင်မှာမလား အချိန်ကတော့လိုမှာပေါ့ရှင် Starmer ရဲ့လုပ်ရက်ကိုခိုင်မာတဲ့ခေါင်းဆောင်မှုလို့ခမကမြင်ပေမဲ့ကျွန်တော်တို့ဒါကိုထိတ်လန့်တကြားနဲ့ရှင်သန်ဖို့စ조사ရတဲ့အတက်လူပွဲ desperation move တစ်ခုလို့ပဲမြင်ပါတယ် ဘာဖြစ်လို့အဲ့ဒီလောက်ချီမြင်ရတာလဲရှင် ။ဘာကြောင့်လဲဆိုတော့ Trump ကနီတိုးကိုစွန့်ခွာမယ်လို့ချင်းချောက်ယုံတယ်မကပါဘူးဗျာ။ Telegraph သတင်းစာနဲ့ interview မှာကိုယ့်ရဲ့အနီးကပ်ဆုံးမဟာမိတ်ဖြစ်တဲ့ Britain ကိုလူသိရှင်ကြားလောင်ပြောင်ခဲ့တာလေ လီရင်တင်တင်ဘောကိစ္စကိုပြောတာမလား ။ဟုတ်တယ်ဗျာ။ Britain ရေတပ်မှလေလီယင်တင်ဘောဟမ်ဘီပဲရှိတယ်။အလုံးမဖြစ်ဘူးလို့နှိမ်ချပြောဆိုခဲ့တာပါ။1945ခုနှစ်ဒုတိယကမ္ဘာစစ်ပြီးကတည်းကတိစောက်ခဲ့တဲ့အင်္ဂလိပ်အမေရိကန်လုံခြုံရေးထိပ်ကြီးကိုအမေရိကန်သမ္မတကိုယ်တိုင်ကဆွဲဆောက်ပြလိုက်တာပါ ဟုတ်ပါတယ်ဒီတော့ Starmer အနေနဲ့ EU ဘက်ကိုမလဲလည်းမရတော့ဘူးဒါဟာ Trump ရဲ့ညံကြီးရှင်မဟာကျူဟာကြောင့်မဟုတ်ဘူးအမေရိကန်ဟာယုံကြည်စိတ်ချတဲ့မဟာမိတ်မဟုတ်တော့ဘူးဆိုတာကိုဥရောပကအသေးခွဲပြီးလက်ခံလိုက်ရလို့ပါ အသေးကွဲလာပဲဖြစ်ဖြစ်ကြောက်လန့်လို့ပဲဖြစ်ဖြစ်အဓိကရလက်ကိုကျမတို့ကြည့်ရအောင်ပါ ဘလို့ရက်လက်မြို့လဲဗျ ရလက်ကတော့ဥရောပဟာယခင်ကလိုအမေရိကန်ပေါ်မီခွန်နေရဲ့အခြေအနေဟောင်းကိုပြန်မသွားတော့ဘူးဆိုတာပါပဲဝန်ကြီးချုပ် Starmer ကိုယ်တိုင်ကယခင်အခြေအနေဟောင်းတို့ပြန်သွားမည်မဟုတ်လို့တိတိကျကျပြောကြားခဲ့ပါတယ် ပြောခဲ့တယ်ဗျာသူက whatever the noise လို့ပြောခဲ့တယ်လို့ပဲအပြင်ကဆူညံတန်ဒီ track ရဲ့လောင်ပြောင်မှုတွေကိုဂူးမဆိုင်ပဲဗြိတိန်နဲ့ဥရောပရဲ့ကာကွယ်ရေးရန်တည်းကတိကျခုကိုရည်ရွယ်ချက်ရှိပုံဖော်နေတာပါအမေရိကန်ရဲ့မူဝါဒတွေကမကျေနပ်ဘူးရိုင်းဆိုင်နေဆိုတာကိုကျွန်မလက်ခံပါတယ် တော်တော်လေးကိုရင်ဆိုင်တာပါ ဒါပေမဲ့ပထဝီနိုင်ငံရေးမှာကျေနပ်မှုဆိုတာထက်ရက်လက်ကပိုရေးကြည့်တယ်လေဆက်စုနဲ့ပေါင်းများစွာဥရောပကကိုယ့်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကိုအလုံးလောက်မသုံးပဲအမေရိကန်ကိုကြီးအားကိုးနေခဲ့တဲ့မာရွေးနဲ့စီမီကြီးကိုဖျက်ဆီးဖို့ဆိုရင်ဒီလိုပြင်းထန်တဲ့ shock ပေးမှုမျိုးလိုအပ်ခဲ့တာမှန်ပါပဲ ဟို shock ပေးတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့သတိထားမှာကအဲ့ဒီ shock ကြောင့်လူနာတည်သွားနိုင်တယ်ဆိုတဲ့ချက်ပါပဲဗျာ ဟိုတီးတွားလောက်တဲ့အထိတော့မဟုတ်ပါဘူး ခမပြောသလိုရက်လက်ကအရေးကြီးတယ်ဆိုရင်လက်ရှိမြေပြင်ကရက်လက်တွေကိုတေချာကြည့်ပါအမေရိကန်ကဥရောပကို shock ပေးနေတဲ့ချိန်မှာအရှေ့အလယ်ပိုင်းမှာအီရန်အစ္စရေးလက်ဘနန်ယီမင်တို့ပါဝင်တဲ့ဒေသတွင်းစစ်ပွဲကြီးကထိမ့်မနိုင်သိမ့်မရဖြစ်နေပြီ အဲ့လာကတော့ညင်းလို့မရတဲ့အချက်ပါပဲ ကမ္ဘာစွမ်းအင်ထောက်ပံ့ရေးလမ်းကြောင်းတွေချင်းချောက်ခံနေရတယ်ဥရောပရဲ့စီးပွားရေးဟာငွေကြေးဖုံးဖောက်မှုတန်ကိုဆိုးဆိုးရွားရွားခံစားနေရပြီစရာမက EU နဲ့ပူးပေါင်းပြီးကာကွယ်ရေးစနစ်တည်ဆောက်မယ်ဆိုတာကလည်းညာရင်းချင်းဖြစ်လာမယ့်ကိစ္စမဟုတ်ဘူးလေ မှန်ပါတယ်အချိန်တော့ယူရမှာပေါ့ လေရင်တင်ပေါ်အတိတ်တွေစစ်လက်နက်တွေကာကွယ်ရေးဘတ်ဂျက်တွေတိုးမြင့်ဖို့ဆိုတာနည်းနဲ့ချီပြီးအချိန်ယူရမယ်ကိစ္စပါအဲ့ဒီခြားကာလကြီးထဲမှာကမ္ဘာလုံခြုံရေးစနစ်ကြီးဟာလုံးဝကိုဟာလာဟင်လင်းဖြစ်သွားပြီဒါကမဟာဗီရာများအောင်ရင်မှုလေးတတ်မှတ်မယ်ဆိုရင်ကျွန်တော်ကတော့အဲ့ဒီမဟာဗီရာကိုအတော်လေးကြောက်လန့်မိတယ်လို့လည်းပြောချင်ပါတယ် ကဲကောင်းပါပြီကျမတို့နှစ်ဦးစလုံးရဲ့အမြင်တွေကိုပြန်လဲစွစီကြည့်ရရင်ကျမကတော့လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေစီးပွားရေးကြရက်ရိုက်ခတ်မှုတွေကိုဥရောပနဲ့ဗြိတိန်နဲ့အမေရိကန်ရဲ့အရေးအောက်ကနေထွက်ပြီးကိုပိုင်မဟာဗျူဟာမြောက်ရည်တည်နိုင်စွမ်းရှိလာဖို့ပေးဆက်ရမယ်မလွဲမရှောင်သားတဲ့အဖို့ခလို့ရှုမြင်ပါတယ် ဟုတ်ကဲ့ Trump ရဲ့ခမရခတ်တဲ့လောက်ရက်တွေကပဲဒီလိုတမိုင်းမွေအချိုးအကွေ့ကိုဖြစ်ပေါ်စေခဲ့တာပါရှင်ကတော့ဒါဟာစနစ်တကျဖန်တီးထားတဲ့မဟာဗျူဟာမဟုတ်ပဲကမ္ဘာစီးပွားရေးနဲ့နိုင်ငံတကာလုံခြုံရေးစနစ်ကိုပြင်းပြင်းထန်ထန်ထိခိုက်စေတဲ့ဖယိုးဖယဲလို့ရဖြစ်ပြီးဥရောပရဲ့တုံ့ပြန်မှုဟာလည်းရှင်တန်ကြီးအကွရွေးချယ်စရာမရှိတဲ့အစုံအသေးအံကြိုးပမ်းရမှုလို့သုံးသပ်ပါတယ် မှန်ပါတယ်ဗျာဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့နှစ်ဦးစလုံးအငင်းပွားစရာမလိုပဲသဘောတူညီနိုင်တဲ့အချက်တစ်ခုရှိပါတယ် ။ဘာများလဲရှင်။အဲ့ဒါကတော့အမေရိကန်နဲ့ဥရောပတို့ရဲ့မဟာမိတ်ဆက်ဆံရေးဟာအရင်ကလို့ပုံစံမျိုးဘယ်တော့မှပြန်ဖြစ်တော့မှာမဟုတ်ဘူးဆိုတာပါပဲ။1945ခုနှစ်နောက်ပိုင်းတိစောက်ခဲ့တဲ့ကမ္ဘာအခင်းချင်းဟာအခုဆိုရင်အခြေခံကြကြကိုပြိုကွဲသွားပါပြီ။ အဲ့ဒီအချက်ကိုတော့ကျမလည်းအပြည့်အဝထောက်ခံပါတယ် အီရန်စစ်ပွဲရဲ့စီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာရိုက်ခတ်မှုတွေအထူးသဖြင့်ရေကြောင်းအာမခံကြေးတွေစွမ်းအင်ဈေးကွက်တွေကတဆင့်တာမန်ပြည်သူတွေအနေစဉ်ဘဝအထိထိခိုက်လာမှုတွေဟာနိုင်ငံတကာမူဝါဒတွေကိုမလွဲမရှောင်တာပြောင်းလဲပြနေပြီဆိုတာကို
ကျွန်တော်တို့အားလုံးလက်ခံရမှာပါ တေချာတာဖို့ရှင်အခုကျမတို့ကကမ္ဘာပထဝီနိုင်ငံရဲ့ငလျင်ဗဟိုချက်ထဲမှာရောက်နေကြတာပါဒီအကြအတေးလေးဖီအားတွေကြားထဲကနေဥရောပကပုံမခိုင်မာတဲ့ကိုယ်ပိုင်ကာကွယ်နေစီးပွားရေးရန်တရားတစ်တစ်ခုကိုတိစောက်နိုင်မလား ဒါမှမဟုတ်ရင် ဒါမှမဟုတ်ကမ္ဘာဆွဲရင်စေးကွက်နဲ့လုံချူရေးအခင်းကြီးတစ်ခုလုံးဆက်လက်ပြူစင်သွားမလားဆိုတာကတော့အချင်းကပဲစကားပြောတော့ပါလိမ့်မယ်စစ်ပွဲတွေဆက်လက်ဖြစ်ပွားနေချိန်အချက်လက်တွေအဆက်မပြတ်ပြောင်းလဲနေချိန်မှာကျမတို့ဆက်လက်လီလာစောင့်ကြည့်เสียရီရှုထောင်အမျိုးမျိုးကနေအနုစိတ်သုံးသက်เสียရီအများကြီးကြန့်ရှိနေပါသေးတယ် ဟုတ်ပါဗျာ နားဆင်သူတွေအနေနဲ့လည်းဒီနေ့ကျမတို့ဆွေးနွေးသွားရန်တရားတွေအကြောင်းအကျိုးဆက်ဆက်မှုတွေအပေါ်အခြေခံပြီးကိုယ်ပိုင်ကောက်ချက်ချနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒါဟာခေတ်တစ်ခုအတွက်နာကျင်စွာအုံမြင့်ချနေတာလားဒါမှမဟုတ်ရှိပြီးသားကဘာတည်ငြိမ်ရေးကိုရိုက်ချိုးနေတာလားဆက်လက်စဉ်းစားကြည့်ကြဖို့ဖိတ်ခေါ်ရင်ဒီနေ့အစီအစဉ်ကိုဒီမှာပဲရန်နာခွင့်ပြုပါ